အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေလိမ္မာတော့ကြက်တူရွေးလေးရဲ့အပိုင်းနှစ်ကိုဆက်လက်ပြောပြပေးမယ်နော်မီးတောက်တွေဝါမျိုးခါနေအချိန်မှာပဲလောကကိုအုပ်ဆိုးတဲ့တရားမင်းဟာငငယ်လေးရဲ့မေတ္တာတရားကိုကြည်ရနိုင်တော့ပါဘူးသိငက်ရောင်ဆောင်ထားတဲ့တရားမင်းဟာသူ့ရဲ့အစွမ်းနဲ့ကောင်းငင်ကမိုးနှောင်မင်းကိုအမိန်ပေးလိုက်ပါတယ်တီထန်စွာရွာချလိုက်တဲ့မိုးဆက်တွေဟာတောမီကိုငိမ့်သက်လက်ယုံတွေမကပဲကြက်တူရွေးလေးရဲ့လောင်ကျွမ်းနေတဲ့အတောင်ပံတွေကိုလည်းပြန်လဲကူးတာပေးလိုက်ပါသည်ဒါဟာသစ္စာတရားကြောင့်ဖြစ်ပေါ်လာတဲ့အန်ဖွယ်နမီတစ်ခုပါပဲတရားမင်းဟာကြက်တူရွေးလေးကိုစုလက်တစ်ခုပေးခဲ့ပါတယ်အဲလာကတော့သူ့ရဲ့မိဘတွေကိုပြန်လဲကျမ်းမာစေခြင်းပါပဲအခုဆိုရင်ကြက်တူရွေးလေးရဲ့ဘဝဟာပျော်ရွှင်မှုတွေနဲ့ပြည့်နှံနေပါပြီဒါပေမဲ့လောကမှာအလဲရှိရင်အမောင်ဆိုတာလိုက်လာစမြဲပါကြက်တူရွေးလေးရဲ့ထူးခြားတဲ့အစွမ်းနဲ့ရွှေရောင်အတောင်ပံတွေအကြောင်းဗဒဲဟာတောနက်ကြီးထဲကနေလူသားတွေနေထိုင်ရာမြို့ပြစီကိုလေနဲ့အတူလွင့်ပသွားပါတော့တယ်သတင်းစိုးဟာမြန်လာပါတယ်တောမီထဲမှာမသေးပဲရှင်တန်ခဲတဲ့ရွှေရောင်ကအကြောင်းကိုကြားလိုက်တဲ့ဘရင်ကြီးဟာလောဘစိတ်တွေထိမ့်မနိုင်သိနေရဖြစ်လာပါတယ်သူဟာဒီငှက်ကိုသူ့ရဲ့အလှပြကစားစရာအဖြစ်ပိုင်ဆိုင်ခြင်းနေပါတယ်။သစ္စာတရားနဲ့တိဆောက်ထားတဲ့ကြက်တူးရွေးလေးရဲ့အတိုက်အမျိုးစီကိုအခုတော့လက်နက်ကင်စစ်တေတွေနဲ့ရက်ဆက်တဲ့ထောင်ချောက်တွေတရွေ့ရွေ့ချင်းကပ်လာနေပါလိ။စစ်တေတော်တွေရဲ့မြားဦးတွေဟာကြက်တူးရွေးလေးရဲ့မိဘတွေစီကိုဥတီနေပါတယ်။ကြက်တူးရွေးလေးမှာရွေးချယ်စရာလမ်းတစ်လမ်းပဲရှိတော့ပါတော့တယ်။တလန်းကတော့လွတ်ရာကိုပြန်ပြေးဖို့ဖြစ်ပြီးနောက်တလန်းကတော့သူ့မိဘတွေအတွက်သူ့ရဲ့လွတ်လပ်မှုကိုအဆုံးရှုံးထားဖို့ပါတယ်။ယူရေးကောင်ဆန်တဲ့ကြက်တူးရွေးလေးဟာသွေးဝေးမနေပါဘူး။သူဟာမြားချက်နေကြားတဲ့ကိုသူ့ရဲ့ရင်ဘတ်ကိုထိုးပြီးအဖမ်းခံဖို့ဆုံးဖြတ်လိုက်ပါတယ်။လွတ်လပ်တဲ့ကောင်းကင်ယံမှာပြန်တန်းခဲ့တဲ့ရွှေတောင်ပန်လေးဟာအခုတော့အမောင်ဖုံးနေတဲ့တန်လောင်အိမ်ထဲမှာအကျဉ်းသားချက်သွားပါပြီ။လှပတဲ့နန်းတို့အဖိုးတန်တဲ့ရွှေလောင်အိမ်နဲ့စားမကုန်တဲ့တစ်ချိုချိုတွေဒါတွေဟာလောကီလူသားတွေအတွက်တော့မတ်မော့စရာဆုလက်တွေထိနိုင်ပါတယ်။ဒါပေမဲ့လွတ်လပ်မှုကိုမျက်နှိုးတဲ့ကြက်တူရွေးလေးအတွက်တော့ဒါဟာဝိညာဉ်မရှိတဲ့အကျဉ်းထောင်တစ်ခုပါပဲ။ဘရင်ကြီးဟာဒီငှက်ကလေးရဲ့အလှအပကိုပဲမြင်ပြီးသူ့ရဲ့တုံညီနေတဲ့နှလုံးသားကထွက်ပေါ်နေတဲ့လွတ်လပ်ခြင်းသေးတန်ကိုတော့နားမလည်ခဲ့ပါဘူး။ဘရင်ကြီးရဲ့စိတ်မရှိမှုဟာအထွတ်အတိုက်ကိုရောက်လာပါပြီ။မင်းကငါ့ကိုအစွမ်းမပြနိုင်ရင်မင်းရဲ့အသုံးမကျတဲ့အသက်ကိုငါအခုပဲယူသိမ့်လိုက်မယ်ဆိုတဲ့အညိုးအတေးတွေဟာနန်းဆောင်တစ်ခုလုံးကိုအေးဆက်သွားပါတယ်။အဲ့ဒီအချိန်မှလေကြက်တူရွေးလေးဟာနောက်ဆုံးအချိန်ထိသူ့ရဲ့သစ္စာတရားကိုအားကိုးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူဟာမျက်လုံးကိုမှိတ်ပြီးသူ့ရဲ့မိဘအိုရီများအပေါ်ထားတဲ့မေတ္တာလောကအပေါ်ထားတဲ့သစ္စာကိုအာယုံပြုလိုက်ပါတော့တယ်။ဒါဟာသစ္စာတရားရဲ့ခွန်အားပါပဲ။ကြက်တူရွေးလေးရဲ့စိတ်ထဲမှာငါသည်မိဘအိုရီများကိုတစ်ထက်လုံးယူရှင်းစွာလှုပ်ကြွေးခဲ့သည်မှာမှန်ကန်ပါကငါသည်ဘယင်ကြီးအပေါ်ရံမညိုးပဲမေတ္တာသာထားသည်မှာမှန်ကန်ပါကဤအချုပ်အနှောင်များဖြုတ်တွက်ပါစေသားလို့ဒိဋ္ဌံလိုက်ပါတယ်ခဏချင်းပဲမဖောက်သွင်းနိုင်တဲ့တက်လောင်အိမ်ဟန်ဖျောင်းတိုင်လိုအရေးပြိုကျသွားပြီးကြက်တူရွေးလေးဟာလွတ်မြောက်ခြင်းရဲ့အတောင်ပံကိုဖျက်လိုက်နိုင်ပါပြီဘယင်ကြီးဟာအမှန်တရားကိုမြင်လိုက်ပါပြီအစွမ်းထက်တဲ့လက်နက်တွေကြီးမားတဲ့အာဏာတွေဟာဖြူစင်တဲ့နှလုံးသားကိုဘယ်တော့မှအနိုင်မတိုက်နိုင်ဘူးဆိုတာသူသိသွားပါတယ်။ကြက်တူရွေးလေးဟာဘရင်ကြီးကိုရန်မမြူပါဘူး။သူပြန်တန်းသွားတဲ့လမ်းတစ်လောက်မှာမေတ္တာအလင်းတွေကိုပဲခြံလေးရက်သွားခဲ့ပါတယ်။သူဟာမြို့ပြရဲ့လောဘတွေကိုထားရရသည်သူ့ရဲ့မိဘအိုဒီများစောင့်မျှော်နေတဲ့စိမ့်လန်းတဲ့တောအုပ်ကြီးတွေကိုအပြင်းနှင်ခဲ့ပါတော့တယ်။နောက်ဆုံးမှာလိမ္မာသောကြက်တူရွေးလေးဟာသူ့ရဲ့မေတ္တာရိပ်မြုံစီကိုပြန်လေရောက်ရှိသွားပါပြီ။ဒီပုံပြင်လေးကကျွန်ုပ်တို့ကိုသင်ကြားပေးလိုက်တာကတော့လေမာယဉ်ကျေးမှုနဲ့သစ္စာတရားဟာဘလို့အခက်ခဲမျိုးကိုမှအောင်နိုင်စေတယ်ဆိုတာပါပဲလောကမှာအလှပဆုံးအရာဟာရွှေငွေရတနာတွေမဟုတ်ပါဘူးမိဘအပေါ်ထားရှိတဲ့တိတက်မှုနဲ့ဖြူစင်တဲ့နှလုံးသားပဲဖြစ်ပါတယ်ကြည့်ရှုပေးကြတဲ့သူများကိုကျေးဇူးအထူးတင်ပါတယ်ရှင်အားလုံးပဲကျမ်းမာချမ်းသာကြပါစေရှင်